ဒီနေ့ကတော့မြင်းခွာရဲတုတ်ပြမှာဖြစ်ပါရဲ့ရှင်မြင်းခွာရဲလေးတွေကိုရေဆေးတန့်စင်ပပလေးတွေလှီးပြီးတော့ခန်းချင်ဒီကြက်သွန်နီးရုပ်ဒီစိမ့်လေးတွေထည့်ပါမယ်ရှင်ပြီးရင်တော့မြေပဲထောင်းထားတာလေးနဲ့ပဲမှုတ်လေးနဲ့ထည့်ပါမယ်ရှင်အရသာအတွက်အချုံမုတ်လေးတစ်စုံထည့်ပါမယ်ရှင်ငပြားရည်အနှင်းငယ်ထည့်ပါမယ်ရှင်ပြီးရင်တော့ကြက်သွန်နီးကြက်သွန်ဖြူစီကျက်ချက်ထားတာလေးကိုထည့်ပါမယ်ရှင်စီကျက်မြများလေးထည့်တော့ပါမယ်ရှင်ကဲပါဝင်ပစ္စည်းလေးနဲ့စီချက်လေးတွေထည့်ပြီးပြီဆိုရင်တော့အချင်အတွက်တမယာသီးတစ်စိမ့်ပြစ်ထည့်ပါမယ်ရှင်ပြီးရင်တော့အားလုံးကိုတမအောင်လို့ရောပြီးတော့နေလိုက်ပါမယ်ရှင်တေးချာလေးနေပေးပါမယ်ရှင်စီစီလေးကြရင်တော့ပဲမုတ်တို့မြေပဲတို့ကိုပို့ပြီးထည့်လို့ရပါရဲ့ရှင်မိခွာရဲ့တုပ်လေးကကျမကြီးနဲ့လည်းညီညွတ်ပြီးတော့အကုန်ကြလဲတတ်တာတယ်ထမင်းလဲစားလို့မိန်တာကြောင့်အေရှင်မလေးလည်းအိမ်မှာတုပ်စားကြည့်ကြပါအောင်နော်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးပါဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့အကောင့်လေးကိုလည်း follow လုပ်ပေးခဲ့ကြပါအောင်နော်အားလုံးပဲ bye bye